ပတ်ဝန်းကျင်ကိုပြုဆိုင်ပါလူတိုင်းကပတ်ဝန်းကျင်ကိုဂရုမစိုက်နဲ့လို့ပြောနေချိန်မှာကျွန်တော်ကပတ်ဝန်းကျင်ကိုဂရုစိုက်ပါလို့ပြောတော့မင်းတို့ကတော့ထင်ကြလိမ့်မယ်ဟာကွာဒီကောင်ပါလဲယူနေပြီလားပေါ့ဟုတ်ပါတယ်မင်းတို့ထင်ကြတယ်လို့ထင်ကျွန်တော်ကတော့ပြောကြရှိတာပြောရမှာပဲဟုတ်ပါတယ်လူတိုင်းပြောနေတယ်လို့ပဲပတ်ဝန်းကျင်ကိုဂရုစိုက်ပါနဲ့ဒါပေမဲ့ပတ်ဝန်းကျင်ကိုဂရုစိုက်ပါကိုဘယ်ပတ်ဝန်းကျင်မှာရှင်သန်နေတယ်လဲဆိုတာကိုတော့သိချဂရုစိုက်ပါမင်းတို့သိအောင်တစ်ခုပြောပြမယ်ချမ်းသာသူ10ယောက်နဲ့ပေါင်းရင်17ယောက်မြောက်ချမ်းသာမဲ့သူဟာမင်းပဲဖြစ်လာပါလိမ့်အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်10ယောက်နဲ့ပေါင်းရင်17ယောက်မြောက်စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာမဲ့သူဟာမင်းပဲဖြစ်လာပါလိမ့်ဒီလိုပဲရေသမား10ယောက်နဲ့ပေါင်းရင်လည်း17ယောက်မြောက်ရေသမားဖြစ်လာမဲ့သူဟာမင်းပဲဖြစ်လာလိမ့်ဟာကွာဘယ်ကောင်နဲ့ပေါင်းကိုယ်စိတ်ကသာအဓိကပါခွာလို့မင်းဘဘလောက်ပဲဖင်းပစ်ပြီးတော့ညင်းနေဒီတစ်ခုတော့သိချမှတ်ထားပါတိုင်တောင်နှဲ့ပါမြန်နေသေးတာပဲဆိုလို့ပေါ့တစ်ပင်ကြီးတစ်ပင်ဘလောက်ပဲကြီးဘလောက်ပဲမတ်တိုက်လီတွင်တော့ရင်းရွက်သွားကြတာပဲဒီလိုပဲလူဘလောက်တော်ဘလောက်တက်ပတ်ဝန်းကျင်ဆိုရင်တော့အဲ့ဒီလူဘယ်တော့မှထိတ်ဆုံးကိုရောက်လာနိုင်မှာမဟုတ်တော့ပတ်ဝန်းကျင်ဆိုမှရှင်သန်နေရတဲ့အတွက်အမှားပေါင်း1600နဲ့အမှားတန်တရားလဲနေတော့မှာပါပဲလိုပဲသိကျွန်တော်တော့ကောက်မြတ်ပါ